အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Tawis Channel လေးကနေကြိုဆိုလိုက်ပါတယ်။အနေကတော့စိတ်ဝင်စားစရာအကြောင်းအရာတွေအတွေ့အမြင်နဲ့အတွေ့အကြုံတွေကိုဗုဒ္ဓဝနေ့ည9:00 နာရီတိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာထမင်းချက်နေတော့ပေါ့နော်ထမင်းချက်နေတော့အတန်တစ်ခုကြားလိုက်တာအေကန်းဘက်ကနေပြီးတော့သူ့သမီးလေးအတန်ဒီမှာတဲ့ဒီအယုတ်ကလေးရတယ်မမယူတဲ့ဒီအယုတ်ကလေးကညီမလေးစော့မယ်ဆိုပြီးအဲ့လိုမျိုးပြောတာပေါ့နော်သူသားစော့နေတာကိုလှမ်းကြည့်လိုက်တော့ဘောလုံးကဟိုဘက်ကနေဒီဘက်ကိုပြစ်နေတာပါဟိုဘက်ကပြစ်လိုက်ဒီဘက်ကလည်းပြစ်လိုက်ဒါပေမဲ့ဟိုဘက်ချမ်းမှာကျတော့လူမရှိဘဲနဲ့သူ့အတူအလိုလိုပြစ်လိုက်တာပါအဲ့လိုပုံစံဖြစ်နေတော့ဒီတစ်ပတ်မှာတော့ BB နဲ့ CC တို့ကကလေးသရေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ဆက်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay အဲ့ဆိုရင် BB အနေနဲ့ပေါ့နော်ဘယ်လိုမျိုးကလေးသရေနဲ့ပတ်သက်ပြီးတော့ကြုံခဲ့ရတာလဲပေါ့အဲ့ဒါလေးတစ်ချက်လောက်မျှဝေပေးပါဦးဟုတ်ကဲ့ပါဘီဘီကြုံခဲ့ရတော့မဟုတ်ပေမဲ့ပေါ့နော်ဘီဘီကြားဘူးတဲ့ဇလန်းလေးတစ်ခုကိုပြပြပေးမယ်ပေါ့နော်ဒါကကြတော့ဘယ်လိုလဲဆိုတော့မိသားစုတစုရှိရပေါ့နော်မိသားစုတစုမှာသူတို့ရှိမှာကကြတော့သမီးလေးတစ်ယောက်ပဲရှိရခလေးလေးကလည်းဘယ်ရွယ်လောက်ရှိမလဲဆိုတော့6နှစ်နဲ့9နှစ်ဝန်းကျင်လောက်ပေါ့နော်အဲ့ဒီဝန်းကျင်လောက်ပဲရှိရခလေးလေးတစ်ယောက်ရှိရသူတို့ကတော့ပထမပေါ့နော်ရန်ကုန်မှာပဲနေတာပေါ့နော်ဒါပေမဲ့နောက်တော့ကျတော့တာဝန်ကျတဲ့နေမျိုးတစ်မျိုးကိုပြောင်းသွားခဲ့ရတယ်ပြောင်းသွားခဲ့ရတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီနေမျိုးလေးကနည်းနည်းဘယ်လိုပြောရမလဲဆိုတော့ဒါမျိုးပေါ်လည်းမဟုတ်ပေါ့နော်မျိုးပေါ်လည်းမဟုတ်ဘူးသူကနည်းနည်းတိတ်ဆိတ်ပြီးတော့လူနေနည်းနည်းကျဲတဲ့နေမျိုးလေးတစ်မျိုးပေါ့နော်လူအိမ်အောင်စုလည်းမများတဲ့နေမျိုးလေးတစ်မျိုးဆိုတော့အဲ့ဒီကိုသူတို့ပြောင်းသွားခဲ့ရတယ်ပေါ့နော်တာဝန်ရပြောင်းသွားပြီးတဲ့အချိန်မှာကျတော့အဲ့ဒီမှာသူတို့ကိုဒီရွာကနေပဲပေါ့နော်အလုပ်ကနေပဲအားလုံးစီစဉ်ပေးထားတယ်ပေါ့နော်နေရာထိုင်ခင်းနေအိမ်နေဖို့အတွက်မိသားစုလိုက်ပြောင်းရတာဆိုတော့သူတို့ကိုချန်တဲ့ကအိမ်မှာပေါ့နော်အိမ်မှာနေဖို့အတွက်ကိုစီစဉ်ပေးထားခဲ့တယ်အလုပ်ကနောက်တော့ကျတော့သူတို့အဲ့မှာပြောင်းသွားခဲ့ကြတယ်ပေါ့နော်ပြောင်းသွားခဲ့တော့သူတို့ရောက်တော့အဲ့ချန်ရလဲကွာဒီနေမျိုးဘက်ကဆိုတော့အရန်ခြံနေအဲ့နေမျိုးမှာဆိုလို့ရှိရင်ခြံနေအကျယ်ကြီးနဲ့နေကြတာများရယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ခြံကလည်းတော်တော်လေးကိုကျယ်တယ်ပြီးတော့သူတို့အနီးနားမှာဆိုလို့ရှိရင်လည်းအိမ်ကြီးကကြတော့နည်းနည်းလေးလှမ်းနေပေါ့နော်သူတို့ခြံနေဆိုလို့ရှိရင်အိမ်တွေကအဲ့လိုမျိုးသူတို့ခြံနားမှာဆိုအိမ်တွေကနည်းနည်းမရှိဘဲနဲ့နည်းနည်းလေးလှမ်းတဲ့နေရာဖြစ်နေတာပေါ့နော်ဆိုတော့အဲ့မှာကအဲ့ခြံရေးကျယ်ကြီးရှိတယ်အဲ့ထင်မှာဆိုလို့ရှိရင်တီးပင်စားပင်တွေလည်းစိုက်ထားတာရှိရပေါ့နော်ပြီးတော့အိမ်မှာအုံးပင်ကြီးလည်းရှိရဆိုတော့အိမ်မှာသူတို့ပြောင်းသွားခဲ့ကြရပေါ့နော်ပြောင်းသွားတော့အိမ်ကလည်းဘယ်လိုပြောရမလဲအိမ်ပုံစံကကြတော့တစ်သားအိမ်ပေါ့နော်နှစ်ထပ်အိမ်ဆိုတော့နည်းနည်းလေးတော့ဟောင်းနေရပုံပေါက်ပေမဲ့အပြင်အားကြီးမဲ့ဆိုရင်တော့နည်းနည်းလေးတော့ဟောင်းနေရပေါ့နော်ဒါပေမဲ့အထဲမှာကတော့အရန်ကြီးပျက်စီးနေတာမျိုးရော့လည်းမဟုတ်နေဘူးပေါ့နော်ဆိုတော့အဲ့ဒီမှာသူတို့ပြောင်းသွားခဲ့တဲ့အချိန်မှာဆိုရင်တော့သူတို့အမှပြောင်းသွားပြီးတော့လှုပ်ရှားရှာလုပ်တယ်အိမ်မှာအထုပ်တွေပါချပြီးတော့တခြားပေါ့နော်ပစ္စည်းတွေထားကြရှာထားရပေါ့နော်ထားပြီးတော့ပထမရက်မှာဆိုလို့ရှိရင်လည်းဘာမှတော့မထူးခြားသေးဘူးပေါ့နော်မထူးခြားသေးပဲနဲ့ပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ကလေးလေးကသူကတူးသေးတော့သမီးလေးဆိုတော့ဆော့ဖို့အဖော်လည်းမရှိဘူးပေါ့နော်အခုဆိုလို့ရှိရင်ပိုဆိုးရတာကဒီမှာပြောင်းလာရတဲ့အတွက်ကြောင့်မို့လို့တငယ်ချင်းကလည်းမရှိဘူးပြီးတော့နောက်တစ်ခုကကျတော့ပတ်ဝန်းကျင်မှာလည်းလူတွေကလည်းအဲ့လိုတိတ်မရှိတော့ပေါ့နော်မရှိတဲ့အခါကျတော့မရှိတဲ့အခါကျတော့ကလေးမဆော့ဖို့ဖော်လည်းမရှိဘူးပြီးတော့သူတို့ပတ်ဝန်းကျင်ကလူတွေကကြတော့လေဒီအဲ့လိုအရန်ကြီးဘယ်လိုပြောမလဲဖော်ရွေနေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်အပြင်သွားလို့တွေ့ရင်တော့မှပဲတိတ်ပြီးတော့နှုတ်ဆက်ချင်တယ်လို့မနှုတ်ဆက်ချင်တယ်လို့အဲ့လိုပုံစံဖြစ်နေတာပေါ့နော်ဒါပေမဲ့ထင်တာကတော့ဒီအိမ်ကိုပြောင်းလာတာကြောင့်လားဆိုတဲ့ဟာပေါ့နော်ဒါပေမဲ့အရင်တော့ဆိုလို့ရှိရင်လည်းအဲ့လိုသတင်းတွေကြားခဲ့တာလည်းရှိရဲ့အဲ့အိမ်မှာကကြတော့မကောင်းတာတွေမကောင်းဆိုးဝါးတွေရှိရဲဆိုတော့အဲ့လိုအတန်မျိုးလေးပေါ့နော်ဆိုတော့အဲ့လိုလေးကြားခဲ့ရတယ်ဆိုတော့လူတွေကတိတ်ပြီးတော့အခုသူတို့ကဒီအိမ်ကိုပြောင်းလာခဲ့တာဆိုတော့နည်းနည်းဟိုဘယ်လိုပြောမလဲလုံးဝမရင်းနှီးချင်တာလားပေါ့အဲ့လိုပုံစံမျိုးလေးတော့ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဒီအိမ်ကိုရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာဆိုလို့ရှိရင်ကလေးကတယောက်တည်းစော့နေတာပထမကတော့ခြံထဲမှာသူ့ကိုဒန်းလေးလုပ်ပေးထားရပေါ့နော်ဒန်းလေးမှာစော့နေတယ်သူ့ရဲ့အယုတ်ကလေးနဲ့စော့နေတာနောက်တော့ကျတော့ဘလို့ဖြစ်လဲဆိုတော့အဲ့ကလေးလေးကအဲ့အနောက်ဖက်အိမ်ရဲ့အနောက်ဖက်ပေါ့နော်ခြံရဲ့အနောက်ဖက်ကနေပြီးတော့ဘောလုံးတစ်လုံးကသူ့ဘာသာသူလိမ့်လာခဲ့တယ်ပေါ့နော်
ဘောလုံးလိမ့်လာတော့ကလေးဆိုတော့လေဘာမှမသိဘူးလေဘောလုံးလိမ့်လာတော့အဲ့ဘောလုံးကိုသွားယူတာဒါပေမဲ့အဲ့ဘောလုံးကလေသူ့ရှိကိုလိမ့်လာပြီးတော့သူသွားယူပြီဆိုလို့ရှိရင်အဲ့ဘောလုံးကခြံနောက်ကိုပြန်ရွေ့သွားတယ်တဖြည်းဖြည်းနဲ့အဲ့နဲ့ကလေးလေးကလည်းသွားယူရဲပေါ့နော်ယူပြီးတော့နောက်တော့ကြာအဲ့မှာဘာတွေ့လဲဆိုတော့အယုတ်ကလေးတစ်ယုတ်ရှိတယ်အယုတ်ကလေးတစ်ယုတ်ကအဲ့မှာရှိနေတာပေါ့နော်ရှိတော့သူကလည်းဒီအယုတ်ကလေးကိုလိုချင်တော့ဘာမှမသိဘဲနဲ့သူအိမ်ယူပြီးတော့သူ့အမေရဲ့အချိန်မှာလှမ်းခေါ်လိုက်တော့အဲ့အယုတ်တွေ့တဲ့အယုတ်ကိုယူခဲ့ပြီးတော့ပြန်အိမ်ထဲကိုပြန်ဝင်သွားခဲ့တယ်ပေါ့နော်အိမ်မှာစာပြီးတော့လုံးဝထူးခြားလာတာပေါ့နော်ထူးခြားလာတဲ့အခါမှာဘလို့ဖြစ်လဲဆိုတော့ဒီအိမ်ကကွာပြင်အောင်ရေးဆိုပေမဲ့ဒီနှိကေးကြောင်အောင်ဆိုလို့ရှိရင်နှိကေးပတ်တွေမှာတော့မှပဲအိမ်ထဲမှာနေအောင်လေတစ်ချက်လို့လေအေးရဝုန်းဝန်းနဲ့ဖြတ်တိုက်သွားတာမျိုးတွေပေါ့နော်အဲ့လိုမျိုးလေအေးဖြတ်တိုက်သွားပြီဆိုရင်တော့မှအဲ့လိုကြက်သိန်းထတာတို့ပါတော့အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကကြတော့ဒီလိုမျိုးသူတို့မိအမေနဲ့ပြင်အားကြတော့ဒီတရေတွေပါတွေကိုကြတော့နည်းနည်းအယုံကြည်မရှိရတဲ့မှာပါတယ်ပေါ့နော်ပြီးတော့အဲ့ကလေးလေးမှာလည်းထူးခြားတဲ့အကျင့်လေးတွေတွေ့လာခဲ့ရတယ်ဘယ်လိုမျိုးလဲဆိုတော့အခလေးလေးကလေညဘက်ဆိုလို့ရှိရင်လည်းတယောက်တည်းကစားနေတာသူဟာတာသူလေတယောက်တည်းကစားနေရဆိုတော့သူ့မိတွေကသူတို့ကကြတော့ဒီကလေးကိုပေါ့နော်တခန်းနဲ့ထားတယ်ပေါ့နော်အရင်ကရန်ကုန်မှာတွေကလည်းဒီကလေးကိုအဲ့လိုပဲထားခဲ့ရဆိုတော့အခုလည်းဒီရောက်တော့လည်းတခန်းနဲ့ထားတယ်ထားတဲ့အခါမှာသူတို့ကတော့ဒီကလေးကိုတိတ်ခဲ့ပေါ့နော်သူ့အမေအမြဲတမ်းတိတ်တယ်ကလေးအိတ်သွားပြီဆိုတော့မှသူတို့ခံမှာသူတို့ပြန်သွားပြီးအိတ်ကြတာဆိုတော့လေဒါပေမဲ့အဲ့မှာတိတ်တယ်ပေါ့နော်တိတ်ပြီးတော့ဒါပေမဲ့နောက်ရက်ကျတော့ကလေးခန်းထဲကနေပြီးတော့တိတ်လိုက်တယ်ပေါ့နော်တိတ်ပေမဲ့အခန်းထဲကနေသူတို့အမှပြန်အိတ်တော့မယ်ဆိုပြီးတော့သူတို့ခန်းထဲရောက်ပြီးတော့အချိန်မှာအဲ့ကလေးခန်းထဲကနေအတန်နေကြားရပေါ့နော်အတန်နေကြားတော့ခုနကတော့ပဲတိတ်ခေကအိတ်သွားတာဘာလို့အခုမှပြန်နိုးနေရလဲဆိုပြီးတော့သွားကြည့်တော့အခက်လေးလေးကတယောက်တည်းငုတ်တုတ်လေးထိုင်ပြီးတော့လေစော့နေတာကစားစရာရင်းနဲ့ဒါပေမဲ့သူ့မိလာတော့သူ့မိလဲလာလဲလာတော့ဘာမှလည်းမပြောဘဲနဲ့ပေါ့တည်ရမလားသူ့မိကလည်းပြောပါဘာလို့မအိတ်သေးရလဲအိတ်တော့လဲဆိုပြီးတော့ပြန်ပြီးတော့တိတ်ခဲ့ပေါ့နော်အဲ့ဒါနဲ့အတန်နီကပြီးသွားရောပြီးသွားပြီးတော့နောက်တစ်ခုကကြတော့ဒီနောက်တရက်ညနေခင်းရောက်တဲ့အခါမှာကြတော့လေအဲ့သူ့အမေကမိဖို့ကြောင့်ထဲမှာထမင်းချက်နေတော့ပေါ့နော်ထမင်းချက်နေတော့အတန်တစ်ခုကြားလိုက်တာအေကန်းဘက်ကနေပြီးတော့သူ့သမီးလေးတောင်းဒီမှာတဲ့ဒီအယုတ်ကလေးရတဲ့မမယူတဲ့ဒီအယုတ်ကလေးကညီမလေးစော့မယ်ဆိုပြီးအဲ့လိုမျိုးပြောတာပေါ့နော်ပြောတော့ဘသူနဲ့ပြောနေရလဲပေါ့သူ့မိကလည်းအဲ့နဲ့သူ့မိကထမင်းချက်နေရဲ့တန်းလန်းယူရောက်လာပြီးတော့ရောက်လာအဲ့ကလေးလေးနားမှာလည်းအယုတ်တွေကလည်းဖြန့်ထားတာပေါ့နော်အယုတ်တွေနဲ့စော့နေတာဆိုတော့ဖြန့်ထားတယ်ပြီးတော့ဘာသာသူမှမရှိတဲ့ဟာကိုအဲ့နန်ရံကိုကြည့်ပြီးတော့ကလေးကစကားပြောနေတာပေါ့နော်စကားပြောနေတော့သူ့မိကလည်းသူ့သမီးကိုသွားကင်လိုက်ပြီးတော့သူနဲ့စကားပြောနေရလေသမီးဆိုပြီးမေးတော့လေသူကအဲ့ကလေးမတရားလေသူ့အရှိကဘာမှမရှိတဲ့နန်ရံကြီးကိုလက်ညှိုးထိုးပြပြီးတော့လေပြန်ပြောရပါတော့ဒီမှာတဲ့ဒါသမီးတငယ်ချင်းအစ်စ်တဲ့သမီးတငယ်ချင်းအစ်စ်တဲ့ဆိုပြီးပြောရပါတော့။ तू ကအင်ကြီးအနီအောင်လေးဝတ်ထားတယ်တဲ့။သူ့လိုအင်ကြီးလေးလဲဝတ်ချင်တယ်မမေတဲ့ဆိုပြီး तू ပြောရပါတော့။ပြီးတော့တဲ့သူ့မှာတဲ့ကစားစရာမရှိလို့တဲ့သမီးကအတူတူကစားပေးနေရတဲ့ဆိုပြီးပြောရပါတော့။အဲ့နဲ့သူ့အမေကလည်းဘယ်သူမှလည်းမရှိပဲနဲ့ပေါ့နော်။ဘာဖြစ်လို့အဲ့လိုပြောနေရလဲတဲ့ဆိုပြီးတော့ဒီမှာတဲ့ဘယ်သူမှမရှိဘူးတဲ့သမီးရဲ့တခြားကြည့်ပါအောင်တဲ့ဆိုပြီးပြောရလဲရှိတယ်တဲ့သူရှိရပေါ့နော်သူကအမြဲတမ်းကစားရတယ်တဲ့ညဘက်လည်းကစားရဆိုတော့ဒါကသူတို့ကတော့ဘယ်သူမှမရှိပါဘူးသမီးရဲ့တဲ့ဆိုပြီးတော့မှခေါ်သွားရပေါ့နော်ခေါ်သွားတော့နောက်တော့သူ့ဖေကိုသူ့မေကပြောပြရပေါ့နော်ကလေးကဒီလိုပဲပေါ့အဲ့လိုနေရအောင်ကြည့်ပြီးတော့စကားရပြောပြီးစော့နေရပေါ့ဆိုပြီးပြောတော့သူ့ဖေကလည်းဒါကလေးတဘာဝဒီကသူစိတ်ထင်ရအောင်စော့နေရနေမှာပါဆိုပြီးတော့အဲ့လိုပြန်ပြောခဲ့ရပေါ့နော်ဒါပေမဲ့အဲ့ဒီနေ့ညမှာပဲဘယ်ပိုင်းဆက်ဖြစ်လဲဆိုတော့အိမ်ထဲမှာအတန်နေကြားလာတာပေါ့နော်ဒီညဘက်12နာရီခွဲလောက်ရောက်ပြီဆိုလို့ရှိရင်အဲ့သူတို့အပေါ်ထဲမှာပဲအိတ်ခမ်းနေရရှိရခါကြတော့အိတ်ခမ်းအပြင်ဘက်မှာဆိုလို့ရှိရင်ပေါ့နော်လမ်းလျှောက်နေကလေးတယောက်ကနေပြီးတော့ဒီပြေးပြီးတော့ဆော့နေတဲ့အတန်တွေပေါ့နော်စူညံနေတဲ့အတန်တွေကြားခဲ့ရတယ်ပြီးတော့တခါတလေကြားလို့ရှိရင်ခုနကတော့လိမ့်လာရဲဆိုတဲ့ဘောလုံးလေးတွေအဲ့ဘောလုံးလေးကလည်းလေကားကနေပြီးတော့တိုးဆိုပြီးတော့လိန်ဆင်းသွားတဲ့အတန်မျိုးတွေပေါ့နော်အဲ့လိုမျိုးအတန်မျိုးတွေကြားရတယ်ဆိုတော့သူ့ယောက်ျားကိုမေးရပေါ့နော်မေးတော့သမီးကလည်းဒီမှာရှိရပေါ့အဲ့ဒါဘေးကနေလာလည်းမသိဘူးနော်တဲ့ဆိုပြီးပြောတော့လေသူ့ယောက်ျားကနေပြီးတော့ဗာပြောလဲဆိုကြွက်ပြေးရဖြစ်မှာပေါ့တဲ့ဆိုပြီးတော့ဘာရှိရမှာလဲပေါ့ဒီမှာဘာမှမရှိဘူးတဲ့ဆိုပြီးတော့အမှကြွက်တွေပဲကြွက်တွေတောင်းကြတာနေမှာပေါ့တဲ့ဒီဘက်ကနေမျိုးဆိုတော့တဲ့ကြွက်တွေပေါ်တယ်လေတဲ့ဆိုတော့အဲ့လိုမျိုးဖြစ်တာနေမှာပါတဲ့မင်းကလည်းဘာရှောက်ထင်နေရလဲဘာညာပေါ့နော်အဲ့လိုမျိုးပြောကြတာပေါ့နော်ပြောပြီးတော့နောက်တော့အဲ့ဒီနေ့မှာကကြတော့လေမိုးကလည်းဒီနည်းနည်းမိုးကလည်းစိတ်လေးရွာနေတဲ့အချိန်ပေါ့နော်အဲ့လိုရွာနေတဲ့အချိန်မှာအဲ့ဒီခုနကတော့ကလေးရဲ့အဖေကနေပြီးတော့ညဘက်ရေထားတောက်ဖို့တကားဖွင့်လိုက်တဲ့အချိန်မှာပဲ
အဲ့လိုလေကားထိတ်မှာအသက်ခုနကတော့သူသမီးလေးနဲ့ရွယ်တူရွယ်တော့ရှိရဲ့9နှစ်6နှစ်ဝန်းကျင်ကလေးလေးတယောက်ကပေါ့နော်အဲ့ကလေးလေးတယောက်ရဲ့အရေးမဲမဲလေးကမတ်တရက်နေတာကိုဖြတ်ခနဲတွေးလိုက်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီအရေးကလေးကအဲ့ကောင်မလေးရဲ့အဖေကိုလှည့်ကြည့်ပြီးတော့တခစ်ခင်းနေကြည့်ပြီးတော့အောက်ဘက်ကိုပြေးဆင်းသွားတာအရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒါဆိုလုံးဝအဲ့မှာဘယ်လိုပြောမလဲ तू ကွာစအဲ့ဒီဘရာလောကတွေကို तू လုံးဝအယုံကြည်မရှိတဲ့သူကရေအိုတော်စင်းမတော့ရတော့ဘဲနဲ့အခန်းထဲကိုပြန်ပြေးပြီးတော့အဲ့လိုစောင်းချုံရတဲ့အထိကို तू အရန်ကြောက်သွားခဲ့ပေါ့နော်ဆိုတော့နောက်ရက်မှာကျတော့သူတို့မိသားစုကနေပြီးတော့တိုင်ပင်ကြရပေါ့နော်သူတို့ဒီမှာနေလို့တော့မဖြစ်တော့ဘူးပေါ့ဒီမှာဆက်နေလို့ရှိရင်ဘာဖြစ်လာမလဲမသိဘူးပေါ့ तू ကလည်းသူကိုယ်တိုင်ကြုံလိုက်ရတာဆိုတော့ तू လည်းယုံကြည်သွားရပေါ့နော်အဲ့ဒါနဲ့သူတို့နည်းနည်းလေးသွားမယ်ဆိုလို့ရှိရင်နည်းနည်းတော့လမ်းနေပေါ့နော်အဲ့မှာရွာဦးကျောင်းရှိရင်အဲ့မှာဆိုလို့ရှိရင်အဲ့ရဖုံဖုံရှိပေါ့နော်ဖုံဖုံစီကိုသွားပြီးတော့ရှောက်ထားခဲ့ကြတယ်အဲ့မှာဖုံဖုံကလည်းအဲ့လိုမျိုးသူတို့ကိုပြောမိန်ကြားခဲ့ပေါ့နော်မိန်ကြားခဲ့တာကြောင့်ဒီအိမ်မှာကတဲ့သူတို့မတိုင်ခင်ပေါ့နော်ဒီလိုမျိုးသူတို့အလုပ်ကနေပြီးတော့ဒီအိမ်ကြီးကိုမဝယ်ခင်မှာအရင်နေခဲ့ကြတဲ့အိမ်ငါးမိသားစုရှိတယ်တဲ့အဲ့တုန်းကဆိုလို့ရှိရင်ပေါ့နော်သူတို့ရှိမှဒီကောင်မလေးကလေးလေးတယောက်ရှိရပေါ့နော်ကလေးလေးတယောက်နာမည်ကထားပါတော့နီလို့ပဲပေးလိုက်မယ်ပေါ့နော်ကလေးလေးနီဆိုတဲ့ကလေးလေးမလေးတယောက်ရှိတယ်ကလေးလေးရတဲ့အရန်အစော်လဲအရန်စော်တာတဲ့ပြီးအစားလဲအရန်မှတ်တာတဲ့ကလေးတစ်ပါးကအရန်လဲစော်တယ်ပေါ့နော်အဲ့ဒီအချိန်မှာတဲ့ဘယ်လိုဖြစ်လဲဆိုတော့အဲ့မိဘတွေကအလုပ်သွားပြီဆိုလို့ရှိရင်ဒီကလေးကိုကြတော့သူတို့ကထားခဲ့တယ်ပေါ့နော်အိမ်မှာထားခဲ့တာဆိုတော့သူတို့အလုပ်သွားနေတဲ့အချိန်မှာလေကားပေါ်ကနေပြီးအကောင်မလေးကလိမ့်ကြပြီးတော့တဲ့ဆုံးသွားခဲ့တယ်တဲ့ဆိုမိသားစုတွေကလည်းအမှသူတို့မိဘတွေကလည်းအရန်ဝမ်းနေပြီးတော့အဲ့အိမ်ကြီးကိုဒီတိုင်းပစ်ထားခဲ့တယ်ပေါ့နော်ပစ်ထားပြီးတော့နောက်တစ်နေရာကိုပြောင်းသွားခဲ့တယ်ဒါပေမဲ့အဲ့ကလေးလေးကကြတော့သူမိဘတွေကလည်းဒီမှာပဲတည်ခဲ့တာဆိုတော့ဒီကလေးတစ်ပါးကသူကဘာမှမသိဘူးလေတေးတာတွေပါလဲဘာမှမသိသေးဘူးလေအရန်ရိုးရှင်းတဲ့အရွယ်လေးဆိုတော့စောတဲ့စိတ်ကလည်းမကုံသေးဘူးသူတည်ပါလဲသူမသိတဲ့အခါကျတော့သူမိဘတွေကိုလည်းမျှော်ရင်းနေသူကဒီအိမ်မှာပဲဆွဲလန်းပြီးတော့ကြံရစ်ခဲ့တာဖြစ်မယ်ဆိုပြီးတော့အဲ့ဒီဖုံဖုံကမိတ်လိုက်တယ်ပေါ့နော်မိတ်လိုက်တဲ့အခါမှာသူ့ရဲ့ခုနကတော့မိတ်လိုက်တဲ့အခါမှာကလေးမလေးရဲ့အမေကတော့ပေါ့နော်ကလေးမလေးရဲ့အမေကဘယ်လိုပြောမလဲကြောက်တယ်ဆိုတာထက်အဲ့ဆုံးသွားတယ်ဆိုတော့နီဆိုတဲ့ကလေးမလေးကိုပို့ပြီးတော့တနာဝါခဲ့ပေါ့နော်ဆိုတော့သူလည်းတဲ့ကလေးပဲဘာမှမသိသေးတဲ့အရွယ်မှာဒီလိုမျိုးမိဘတွေနဲ့ခွဲပြီးတော့ဒီအိမ်အိုကြီးမှာတယောက်တည်းပိတ်မိနေရဆိုပြီးတော့သူကလည်းတွေးပြီးတော့အရန်တနာဝါရပေါ့နော်အိမ်ပဲရောက်တော့ပေါ့နော်ခုနကလေးမလေးရဲ့အမေကစတိုးဆိုင်ကနေပြီးတော့ကလေးတွေကြိုက်တဲ့တကြားလုံးလေးတွေပြီးတော့စုံလုံးလေးတွေပြီးတော့ကစားစရာလေးပေါ့နော်အဲ့ဒါလေးတွေဝယ်လာခဲ့တယ်ညနေလဲစောင်းရောအိမ်ရောက်ထက်မှာရှိရလေကားချင်မှာအဲ့ပစ္စည်းလေးတွေပေါ့နော်မုတ်ကလေးတွေရောပြီးတော့ကစားစရာလေးတွေရောချထားပေးလိုက်တယ်ပေါ့နော်ချထားပေးပြီးတော့သူကလေးအဲ့လိုမျိုးပေါ့ဒီတိုင်းပဲကွာအဲ့ကောင်မလေးကိုဆုံးသွားပြီဆိုတဲ့နီဆိုတဲ့ကလေးမလေးနဲ့ဒီလိုမျိုးပဲအဲ့ကလေးမလေးကိုပြောတဲ့ပုံစံမျိုးပဲပေါ့နော်အဲ့ပစ္စည်းလေးချပြီးတော့စကားပြောခဲ့ရပေါ့နော်စကားပြောခဲ့ပြီးတော့ဒီမှာသမီးလေးအတွက်ပေါ့နော်မုံလေးလည်းဝယ်လာတယ်တဲ့အယုတ်ကလေးလည်းဝယ်လာတယ်တဲ့အဲ့ဒါလေးစားတော့တဲ့ကစားစရာလေးလည်းစောကျင်တလောက်စောတဲ့ဒါပေမဲ့တဲ့အန်ဒီတို့သမီးလေးနဲ့တော့တဲ့ဘုံဘွားချားနေပြီအတွက်ကြောင့်မို့လို့တဲ့အတူနေလို့တော့မရဘူးနော်တဲ့အန်ဒီတို့ကတဲ့မနေ့မှကြားလို့ရှိရင်ပေါ့နော်သမီးလေးအတွက်တဲ့ဆိုပြီးတော့ရည်စူးပြီးတော့ပေါ့နော်တရားတွေလည်းအမျှလည်းဝေပေးမယ်တဲ့စွန့်ကျင်းနဲ့လုပ်ပေးမယ်ပေါ့နော်အဲ့ဒီအမျှရအောင်ယူပြီးတော့တဲ့ကောင်းအောင်မွန်အောင်ဘွားကိုသွားတော့နော်တဲ့ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့နောက်တနေ့မနေ့ကျတော့သူတို့လင်မယားနှစ်ယောက်ကောသူတို့သမီးလေးရောဒီရွာဦးကျောင်းကိုသွားပြီးတော့ဖုန်းကြီးစွန့်ကတ်တယ်ပြီးတော့ဒီကလေးမလေးနီနီရဲ့အတွက်ပေါ့နော်ရည်စူးပြီးတော့ရေးဆက်ချပြီးတော့အမျှတန်းတွေဝေပေးခဲ့ရပေါ့နော်အဲ့တော့ထူးဆန်းတာတကူကကျတော့အိမ်နီးညဆပြီးတော့အိမ်ပေါ်တက်ကနေပြီးတော့ပြေးလွှားဆော့တဲ့အတန်တွေဒီဘောလုံးလေးကြားတဲ့အတန်တွေကလုံးဝမကြားရတော့ဘူးပေါ့နော်ဆိုတော့ခုနကတော့ကလေးလေးရတယ်နယံကိုတယောက်တည်းကြည့်ပြီးတော့စကားလည်းမပြောတော့ဘူးတယောက်တည်းလဲညာဘက်ဒီမှာထပြီးတော့မစောတော့ဘူးဘာတန်မှလည်းမကြားတော့ဘူးပေါ့နော်ပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့တရက်မှာအဲ့ကောင်မလေးကသူ့အမေကိုဘာပြောလဲဆိုတော့မမေတဲ့တမေကလည်းမမေတဲ့မမနီနီရတဲ့နှုတ်ဆက်သွားပြီပေါ့နော်သူနှုတ်ဆက်သွားပြီတဲ့မဟုတ်တယ်လေဝဝလေးလေးစားရတယ်လို့ပြောတယ်တဲ့အခုတဲ့ကောင်းကင်ဘဝအိမ်သေးကြီးကိုသွားတော့မယ်လို့ပြောတယ်တဲ့ဆိုပြီးအဲ့လိုမျိုးပြောရပေါ့နော်ဆိုတော့အဲ့မှာသူ့အမေကလည်း
အရန်ဝမ်းသာသွားခဲ့ပေါ့နော်ဒီကလေးလေးကောင်းအောင်မွန်ရဘဝကိုရောက်သွားပြီဆိုတော့အရန်ဝမ်းသာသွားခဲ့ပေါ့နော်ဆိုတော့ဒီတိုင်းပဲပေါ့နော်သူတို့လည်းအဲ့မှာဆက်နေကြတယ်နောက်ပိုင်းကျတော့ဒီတိုင်းပဲအလုပ်ပြီးတော့လည်းတခြားနေပြောင်းရမယ်ဆိုတော့လည်းနေပြောင်းသွားခဲ့ကြရပေါ့နော်ဒါကတော့ဘီဘီဘက်ကဇလန်လေးကတော့ဒီလိုပါပဲဒါဘယ်လိုပြောမလဲကြောက်စရာထက်နည်းနည်းတနာစရာကောင်းတဲ့ဇလန်လေးပို့ဖြစ်မယ်ထင်ပါတယ်ပေါ့နော်ဒီကလေးလေးကြောက်လေ ဖြစ်နော်ဟိုတကယ်တမ်းကျတော့ဒီစီစီတို့ဘီဘီတို့ဟိုပြောနေကြတယ်ကြားနေကြတယ်ဆိုတာကညာတော့အဖြစ်ကအဲ့လိုအသက်အရွယ်ရှိသွားပြီးရဲ့လူကြီးကြီးမှာဒါပို့ပြီးတော့ကြောက်စရာကောင်းတယ်လို့ပြောမှာပေါ့ဒီကလေးတွေနဲ့ပတ်သက်လာရင်တော့ကလေးတွေကဟိုပြောမှဆိုသူတို့တီလို့တီသွားမှန်းတော့သူတို့ကိုသူတို့မသိဘူးပေါ့နော်မသိဘူးပြီးတော့သူတို့နာကျင်နေဆိုတာလည်းဘာမှမသိလာဘူးသူတို့မှာကအဲ့လိုစားမယ်ပြောလို့ချင်းကစားမယ်ပျော်နေမယ်အဲ့လိုပဲသိရဆိုတော့ဒီလိုမျိုးတွေကြုံလာရတဲ့အခါမျိုးမှာလည်းသူကိုယ်သူ6တိနဲ့မ6တိဆိုတာမသိဘူးပေါ့အဲ့လိုဆိုကလေးတွေဒါပေါ့နော်ဒီလိုတရေတစီဖြစ်သွားခဲ့လို့ရှိရင်တော်တော်လေးတော့တနာဖို့ကောင်းပါတယ်ဒါပေမဲ့ဟိုလူသဘောတဘာဝအရာတော့တရေဆိုတာနဲ့ကြောက်တတ်တာပဲလေအဲ့လိုဆိုစီစီတော့လည်းကြုံခဲ့ပေါ့စီစီကြုံတာတော့မဟုတ်စီစီတငယ်ချင်းတယောက်ကြုံတာပေါ့သူကအဲ့ဒီတုန်းကကြာတော့သူ့အိမ်ပေါ့နော်သူ့အိမ်ကိုပုံမှန်ဆိုလို့ရှိရင်သူ့အဖွားအိမ်မှာသူနေရဖြစ်ချင်တော့သူ့အမေတွေကရွာကနေတက်လာပြီးတော့သူတို့နဲ့မိသားစုတူတူပြန်နေမယ်ဆိုပြီးတော့အကုန်လုံးအဲ့အိမ်ငားလိုက်ကြတယ်ပေါ့အဲ့အိမ်ကြီးကကြတော့သူကနည်းနည်းလေးတော့အဲ့ဒီမြို့နဲ့အလံဝေးရယ်ဒါပေမဲ့သူအဲ့လိုပေးရတဲ့ဈေးနဲ့တော်တော်လေးတန်တယ်ပေါ့ပေးရတဲ့ဈေးကနဲပြီးတော့အိမ်ကကြတော့အရန်အကြီးပေါ့ရန်ကုန်မြို့လယ်မှာဒါအဲ့ဒီလိုအိမ်မျိုးငားမယ်ဆိုရင်သူတို့မနိုင်ဘူးပေါ့ပတ်စံအဲ့လိုဆိုတော့သူတို့ကအဲ့ဒီအိမ်ကြီးကိုသူတို့ငားလိုက်ကြတယ်ပေါ့ငားလိုက်တော့အဲ့ဒီအိမ်ကတော်တော်လေးကိုလေလူမနေရရမ်းကြတယ်ကွာလူမနေဘဲနဲ့သူ့ဘေးနားမှာလည်းအဲ့လိုလူတွေကလုံးဝမရှိဘူးမရှိဘဲနဲ့အရန်တတိတနိုင်နဲ့လို့ကြောက်နည်းနည်းလေးအထီးကျန်မှုကောင်းတယ်ပေါ့အဲ့လိုအိမ်မျိုးမှာသူတို့ငားနေလိုက်တယ်သူတို့မှကြတော့ဟိုအမေတယောက်ပါတယ်အမေရဲ့အဲ့လိုမျိုးကလေးလေးရပေါ့အဲ့ကလေးလေးရပါတယ်ဒါပေမဲ့အဲ့ကလေးလေးကကြတော့ဘာဖြစ်လဲဆိုတော့အဲ့ကလေးလေးကပုံမှန်ဆိုရင်စကားနေပေါ့စကားနေပြီးတော့တငယ်ချင်းတွေပါတယ်တိတ်မရှိဘူးပေါ့အဲ့လိုမရှိရဲ့ကလေးမျိုးကတနေ့လဲကြောက်လဲကြောက်အရန်အောင်မှာ active ဖြစ်ပြီးတော့ပျော်ရွှင်ရွှင်နဲ့သူ့အမေကလည်းပြောရဲမမေသားအဲ့ channel မှာသွားဆော့လိုက်အောင်ပဲအဲ့လိုပြောတော့သူ့အမေကလည်းအရန်အံ့ဩတယ်ပေါ့ဘာလို့လဲဆိုတော့သူ့သားကအမြဲတမ်းလို့အေးဆေးဆေးပဲနေတတ်တဲ့လူဆိုဒီလိုမျိုးလဲခုံပေါက်ပြီးတော့ကစားတတ်တဲ့လူမဟုတ်လေအဲ့လိုဆိုတော့တော်တော်လေးအဆင်ပြေရောဆိုပြီးတော့သူနေရပေါ့ဒါပေမဲ့တပေးပေးနဲ့ပူဆိုးလာတာကြတော့သူနဲ့အဲ့လိုမျိုးပေါ့နော်သူ့အမေကတနေ့လိုက်ကြအောင်အဲ့ပရင်းဘောက်ကနေပြီးသူ့သားစုံနေတာလှမ်းကြည့်လိုက်တော့ဘောလုံးကဟိုဘက်ကနေဒီဘက်ကိုပြစ်နေရကွာဟိုဘက်ကပြစ်လိုက်ဒီဘက်ကလည်းပြစ်လိုက်ဒါပေမဲ့ဟိုဘက်ချမ်းမှာကျတော့လူမရှိဘဲနဲ့သူ့အတူလိုပြစ်လိုက်တာကွာအဲ့လိုပုံစံဖြစ်နေတော့ဒီအဲ့ညီကိုမြင်လိုက်တော့ကသူ့အမေအရန်လန့်သွားတော့လန့်သွားပြီးတော့သူ့သားကသူနဲ့ကစားနေရတယ်အဲ့ဒါလေသူဒီအိမ်ရတဲ့ညီလေးနဲ့ကစားနေရတဲ့အဲ့လိုပြောသူ့အမေအရန်အံ့ဩရတယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့ပြောင်းလာတာအဖွားရှိမယ်ပြီးတော့သူ့ရဲ့အဖွားရှိရယ်ပြီးတော့သူ့ယောက်ျားရှိရယ်သူရှိရယ်ပြီးတော့သူ့ကလေးလေးရှိရယ်သူ့သားလေးရှိရယ်ပေါ့အဲ့လိုဆိုတော့ဒီထက်ပိုပြီးတော့အပြင်လူကမရှိတော့အဲ့ဆိုတနေ့လိုက်ကြလဲကြောက်သူ့သားကကြောင်းသွားရယ်သူ့သားကြောင်းသွားတဲ့နေ့မှာသူ့မိကအိမ်မှာတက်ရှင်းနေပါရဲ့လို့ဟင်းနေပါရဲ့ချက်အဲ့လိုလုပ်နေတနေ့လဲကြောက်အဲ့ဒီလှေကားပေါ့နော်လှေကားတက်ကတော့ဘယ်လိုလဲဆိုတော့တော်တော်လေးရှိတယ်ပေါ့နော်အဲ့ဒီအိမ်ကကျဲလေးကျဲတော့လှေကားတက်ကလည်းအကြီးပဲအဲ့လှေကားတက်ကနေပြီးတော့ဘသူမှအပေါ်မှာမရှိဘဲနဲ့သူ့သားဆော့ရဲ့ဘောလုံးလေးကအဲ့လိုမျိုးအောက်ကိုပြုတ်ကျလာတပိပိနဲ့တစ်စိမ့်ကြီးပြုတ်ကျလာသူထင်လိုက်တာသူ့သားလည်းမရှိဘူးကွာဒါလေတိုက်လို့ပြုတ်ကျလာထင်တာပေါ့အဲ့လိုနဲ့သူလည်းဒီတိုင်းပဲထားလိုက်ရဒီဘက်ဒီမှာအလုပ်တွေရှုပ်နေတာဆိုတော့ဒါမဲ့ခဏနေလဲကြာအဲ့ဘောလုံးကိုပြန်ကြည့်လိုက်တော့အဲ့ဘောလုံးကမရှိတော့ပြန်အဲ့လိုဖြစ်တော့ဒါလည်းအဲ့လိုမျိုးပေါ့နော်ညလို့စေတော့သူ့အနေနဲ့အဲ့လိုပြက်ပဲဖြစ်သွားရပဲထင်တယ်ဆိုပြီးတော့အဲ့တိုင်းပဲထားလိုက်တာပြန်လာတော့သူ့သားကနေပြီးတော့မုတ်လေးတွေဝယ်လာအဲ့မုတ်လေးတော့မေးရမှာဒါဒီမုတ်ကဘာလို့ဝယ်လာလဲဒါကြိုက်တာလည်းမဟုတ်ပဲနဲ့အဲ့လိုပြောဒါတဲ့တားရဲ့ညီလေးတို့တဲ့တားဝယ်လာတာအဲ့လိုပြောသူ့မိတော်တော်လေးအောင်ပါနော်သူ့ညီလေးဆိုတဲ့လူကလည်းအဲ့ချိန်မှာသူတီးလိုက်တာဒီအိမ်မှာပေါ့နော်ကလေးနဲ့ပတ်သက်တဲ့တယောက်ကတော့ရှိလိမ့်မယ်ဆိုရင်သူတီးလိုက်တယ်ဒါပေမဲ့သူတို့တော့ကကြတော့
ငါတို့လာမချောက်ဘူးပေါ့နော်မချောက်တဲ့အတွက်ကြောင့်ဒီတိုင်းလေးပဲနေလိုက်မယ်ဆိုပြီးတော့သူနေလိုက်တယ်ပေါ့ဒါပေမဲ့သူ့သားကိုလည်းသူအမြဲတမ်းအရေးတကြီးကြီးနဲ့ကြည့်နေတာတနေ့လဲကြောက်ဟောအဲ့ဒီသူ့သားနဲ့အဲ့လိုမျိုးပေါ့နော်စော့နေရဲ့အဲ့ကလေးလေးကနေရုတ်တရက်အရန်ငိုလာတော့ပါငိုတော့သူ့သားနေပြီးသူ့ပြောတာမမေးတဲ့ဟိုသားညီလေးကအရန်ငိုနေရဲ့တဲ့ဘာလို့လဲမသိဘူးအဲ့လိုပြောတော့သူကနေပြီးတော့ဘယ်ညီလေးလဲအဲ့ချိန်ချာမှာမေးတော့မှအဲ့ကလေးလေးကိုသူတို့စပြီးတွေ့ရတယ်အဲ့ကလေးလေးကတကယ်တတိလေးဖြစ်နိုင်ရင်ဖြစ်မယ်ဆိုလို့ရှိရင်6နှစ်လောက်ပဲရှိအောင်ပဲ6နှစ်လောက်ကိုမှ तू ကပိန်ပပလေးနဲ့ချစ်စရာလေးပေါ့နော်အဲ့ဒါ तू အားရဲ့ဒီအိမ်မှာရဲ့သူ့အမေနဲ့ဖေကို तू စောင့်နေရတယ်အဲ့လိုပြောသူ့အမေနဲ့ဖေကရဲ့အခုထိပြန်မလာသေးဘူးတဲ့အဲ့လိုဆို तू တော်တော်လေးစိတ်ညစ်နေပြီပေါ့အဲ့လိုပြော तू အဲ့လိုပြောတော့မှဒီအိမ်မှာအခုသူတို့ငားနေတဲ့သူတွေကလည်းသူတို့ဒီမိသားစုရဲ့နောက်ခံကိုစုံစမ်းလိုက်တော့အဲ့မှာ project ကြီးတစ်ပါးနေပြီးတော့ project ကြီးတူပေါ့နော်အဲ့ project ကြီးတူကနေပြီးတော့ပြောပြတာဒီအိမ်မှာအရင်တော့မိသားစုလိုက်ပေါ့နော်ဆုံးသွားတာမျိုးရှိတယ်ကလေးလေးကလေးလေးကိုလည်းပေါ့နော်သူတို့အမြောက်အဝေးရပေါ့ဒါပေမဲ့ကျွတ်လားမကျွတ်လားတော့သူတို့ကိုယ်တိုင်လည်းမသိဘူးအခုဒီလိုမျိုးသားဖြစ်သူနဲ့စကားကြီးပြောပြီးတော့ကစားရတဲ့အထိပါဖြစ်တယ်ဆိုတော့ကလေးကလည်းအခုထိမကျွတ်သေးဘူးထင်တယ်ပြီးတော့လည်းသူ့အဖေနဲ့မိရတဲ့လမ်းမှာကားအက်ဆီဒန့်ဖြစ်သွားတာအဲ့လိုဆိုတော့အခုချိန်ကြီးသူ့အဖေနဲ့မိကိုစောင့်နေတာပေါ့နော်အဲ့လိုဆိုအဲ့နဲ့အဲ့ကလေးလေးလည်းသူ့နေပါသူမိဘကြီးအဲ့လိုမျိုးဖြစ်သွားရဆိုတော့အခုချိန်ကြီးသူမသိသေးဘူးပေါ့မသိသေးတဲ့အတွက်ကြောင့်ဒီအမနဲ့တည်တဲ့အမတငယ်ချင်းကလည်းသူဘယ်လိုလုပ်ကြမလဲဆိုတော့သူမသိဘူးပေါ့မသိဘဲနဲ့နောက်တော့အဲ့ project ကြီးကိုပဲသူအိမ်ခေါ်လိုက်တယ်အိမ်ခေါ်လိုက်ပြီးတော့အိမ်ကိုခဏကြွခဲ့ပြီးပါအောင်နော်ဒီကလေးနဲ့ပတ်သက်ပြီးတော့လုပ်ပြီးပါအောင်အဲ့လိုပြောလိုက်တော့project ကြီးအိမ်ကိုရောက်လာတယ်ရောက်လာပြီးတော့အဲ့ကလေးလေးကိုခေါ်ရပေါ့နော်ခေါ်တော့အဲ့ကလေးလေးကတကယ်သူ့ကိုယ်သူကတေသွားမှတော့သူ့ကိုယ်သူမသိဘူးသူ့ကိုယ်သူမသိပဲနဲ့အရင်ကြောင်တနောင်လေးနဲ့ကအဲ့ဦးလေးကိုကြည့်အဲ့ project ကြီးကိုကြည့်နေကြည့်ပြီးတော့တားရဲတားမိဘကိုစောင့်နေရတယ်ဒီမှာမမေနဲ့ဖေဖေရပြန်လာလို့ရှိရင်မဟုတ်ဝယ်လာမယ်ပြောတယ်တဲ့အဲ့လိုပြောတော့တချို့တော့မူသားတွေကအဲ့လိုအရန်ကလေးတွေကောင်းနေပါအဲ့လိုဆိုတော့သူကလိန်လိုက်ရတယ်ကွာသူ့အမေနဲ့ဖေရတဲ့အဲ့လိုမျိုးပေါ့နော်ပြန်မလာတော့ဘူးတဲ့ပြန်မလာဘဲနဲ့သူတို့ကတဲ့ကောင်းကင်ဘုံရောက်သွားပြီပေါ့ကွာကောင်းကင်ဘုံရောက်သွားတားကိုလေတဲ့ကောင်းကင်ဘုံကနေပြီးစောင့်နေရဲ့တဲ့ဦးပြောလိုက်တယ်ပေါ့အဲ့လိုပြောတော့မှကလေးလေးဒါရဲ့လိုက်သွားတော့မယ်တဲ့အဲ့လိုပြောတားတငယ်ချင်းကိုလည်းဒါနှုတ်ဆက်လိုက်အောင်ပဲအဲ့လိုပြောတော့မှသူ့အမေကလည်းမျက်ရည်တွေကျပြီးတော့အဲ့သူ့သားလေးကိုနှုတ်ဆက်နေအောင်ကြည့်ပြီးတော့နောက်လိုက်ကြပရောကြီးကလည်းဘာအမြောက်ဝေးပေးလိုက်တာနဲ့ကလေးတွေကတကယ်ကျွတ်တော့ပြောချင်တာသူတို့တွေကလေကလေးတွေတော်တော်များဖြူစင်နေလေဒီလူဘဝမှာရင်သူတို့ဖြူစင်နေသူတို့တရေဆိုရင်တော့မှသူတို့ကြောက်ကမဲတော့သူတို့သိတယ်ဒါပေမဲ့သူတို့ကသူတို့တရေဖြူအောင်မှတော့သူတို့မသိဘူးကွာအဲ့လိုဆိုတော့ဒီလိုမျိုးမတော်တဆပေါ့နော်အဲ့ကျွတ်ဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်လည်းတော်တော်ဆာတည်သွားခဲ့ပြီဆိုတော့သူတို့ကသူတို့ဘယ်ကိုရောက်နေမယ်ဆိုတာမသိဘူးပေါ့နော်စီစီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့စီစီကကြောင့်နည်းနည်းလေးအဲ့လိုမျိုးလေကလေးနဲ့ပတ်သက်လာလို့ရှိရင်အိမ်မပြေးခံရတဲ့လူတွေမှာပါတယ်ပေါ့အဲ့လိုမျိုးဘယ်အဲ့လိုတနေ့ရနေရာစိမ်းကိုသွားရပဲဖြစ်ဖြစ်ဘယ်လိုနေရာပဲဖြစ်ဖြစ်အဲ့လိုမျိုးရောက်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးစီစီထင်ပေါ့နော်သူတို့တွေကပါလာတယ်သူတို့စိတ်ထဲမှာဒီလူကိုမှတ်ထားတယ်အဲ့လိုမျိုးမြင်နေထင်တယ်အဲ့လိုဆိုတော့စီစီအနေနဲ့အဲ့လိုမျိုးပေါ့နော်ဖေရတရားရမလုပ်ဘဲနဲ့လွတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ကလေးလေးတွေကအဲ့လိုမျိုးကအိမ်မထဲထိရောက်လာတယ်တခါတော့ဆိုရင်ဘာဖြစ်လဲဆိုတော့အဲ့အခန်းကြီးကတလားမီးလောင်နေတာအရန်မီးလောင်နေတော့စီစီကကြတော့အဲ့အခန်းရဲ့အပြင်ဘက်မှာသူအဲ့ကလေးလေးကအထဲထဲမှာအရန်ငိုနေတာကွာငိုနေစီစီလည်းကိုယ်မပူဘူးဆိုတော့အဲ့ဒီအခန်းတကားကိုဖွင့်ပြီးတော့တော့ခေါ်ပြီးတာတော့ခေါ်ပြီးတော့အဲ့အနီးနားရောက်တော့မှအဲ့လိုမျိုးကြီးပါလားရုပ်ပြက်ဆင်းပြက်ကြီးဖြစ်နေတာကြီးတွေ့လိုက်တော့သူကအဲ့လိုတရေဖြစ်နေတာဟာအဲ့လိုဒါတော့အိမ်မပါအိမ်မတခုအခုထိပေါ့နော်ဆွဲပြီးတော့မှတ်မိနေတယ်အိမ်မတခုအဲ့လိုသူတို့တွေဒီကလေးတွေကပို့ပြီးတော့ဖြူစင်တယ်လို့ပေါ့နော်တကယ်လို့သူတို့တွေနဲ့တွဲပြီးတော့လူကြီးတရေတွေကဒါတွဲသွားမိပြီဆိုလို့ရှိရင်သူတို့တွေကချက်လက်ခံရတဲ့တရေတွေတစ်စီဖြစ်သွားတယ်ပေါ့အဲ့လိုလေးတော့မြင်မိရဲ့ဘေဘီအနေနဲ့ရောဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲ
ဟုတ်တယ်နော်အခုဆိုလို့ရှိရင် BB ရော CC ရောပြောတဲ့ဇလန်းလေးဆိုလို့ရှိရင်ဒါနည်းလေးခက်စစ်စင်လေးဖြစ်နေခက်စစ်စင်လေးဖြစ်နေဆိုတာကဒီကလေးလေးတွေကဒါယူသားသူတို့ရဲ့ယူသားပုံပဲပေါ့နော်သူတို့ဘယ်တော့ယူသားလဲဆိုလို့ရှိရင်ဒါအကုန်လုံးဒါတော်တော်များများပါပဲဒီကလေးလေးတွေကတော့သူတို့ကိုသူတို့တိမ်မန်းတော့မသိကြဘူးပေါ့နော်ဆိုတော့သူတို့ကဖြူစင်နေသူတို့ဘာမှမသိဘူးသူတို့သိရဆော့ဖို့နဲ့ဒီလောက်ပဲသိရပေါ့နော်အဲ့လိုမျိုး6ဖို့တွေပါလဲသူတို့မသိကြဘူးပေါ့နော်အစောမှတ်တယ်သူတို့ရဲ့အဖော်ရလာပြီဆိုလို့ရှိရင်ဒီတငယ်ချင်းပဲဆိုပြီးတော့သူတို့စော့တာပေါ့နော်အဲ့လိုပုံစံလေးတွေပဲရှိတော့အရန်လဲတနာဖို့ကောင်းတယ်ဒီတစ်ခေါက်ဇလန်းလေးတွေကလေနော်တော်တော်လေးတနာဖို့ကောင်းတယ်သူတို့ခမဒါကျုပ်ဖို့တောင်မှပဲအမျှဝေရအမျှယူမယ်ဆိုတောင်မှပဲဘလို့ယူတာလဲပေါ့နော်အမျှယူရဆိုတာဘာလဲဘလို့ပုံစံမျိုးလဲဒါတောင်မှမသိပဲနဲ့အဲ့လိုမျိုးနေရတဲ့ဘဝလေးပေါ့နော်ဒါတော့ပါသေးရဲ့ဒီလိုမျိုးတွေ့သွားပြီးတော့အခုလိုမျိုးနားချနိုင်ပြီးတော့မှဒါကျွတ်လွတ်အောင်လုပ်ပေးနိုင်တယ်ဆိုတာလည်းတကယ်မုံမြတ်တယ်နော် ဟုတ်တယ်နော်သူတို့တော့ကကြတော့တေးလို့တင်မှန်းတော့မသိဘူးဆိုတော့တကယ်ပေါ့နော်အခုထိလေအဲ့လိုမျိုးဒီအပြင်ဘဝမှာဆိုရှိမှာပဲပေါ့နော်အဲ့လိုကလေးမတော်တဆဖြစ်ပြီးတော့သူတို့ကဘယ်ကိုရောက်နေမှန်းတော့မသိဘူးပေါ့ဟုတ်လို့ဆိုတကယ်လေးတော့ဖြစ်ပါတယ်ကံပေါ်လဲမှုတည်ရပြီးတော့အက်ဆီဒန့်တွေပါဖြစ်ပြီးတော့ဆုံးသွားရဆိုတော်တော်များများ9ရက်မပြည့်မချင်းသူတို့ကိုသူတို့ဆုံးသွားရဆိုတော့မသိဘူးလေအဲ့ဒါကလေးဆိုပူတော်ဆိုးမှထင်တယ်တကယ်လေးလည်းတနာစရာကောင်းပါတယ်လို့ဆိုတော့ကိုနဲ့ရလို့ပေါ့နော်မတော်တဆအပြင်မှာဆုံခဲ့ရတယ်တွေ့ခဲ့ရတယ်ဆိုရင်တော့မှကိုကကြောက်ပြီးတော့ထွက်ပြေးနေရတယ်မဟုတ်ပဲနဲ့သူတို့လေးနဲ့စကားပြောကြည့်ပေါ့စကားပြောရဖြစ်ဖြစ်အဲ့လိုမျိုးဖြောင်းဖြလို့ရမလဲသူတို့ဘာလို့ဒီလိုမျိုးဖြစ်နေရလဲအဲ့လိုမျိုးလေးမေးကြည့်ပေါ့မေးကြည့်ရင်လည်းမှသူတို့တကယ်ဖြစ်သွားမယ်လို့ထင်ပါတယ် ဟုတ်တယ်နော်ဆိုတော့ဒီတစ်ပတ်ကတော့ဒါကြောက်စရာဆိုတာထက်ဘယ်လိုပြောမလဲတကယ်ကိုတနာစရာကောင်းတဲ့ကလေးလေးတွေအကြောင်းဆိုလို့ရှိရင်တော့ပုံမှန်ပဲထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတော့ပိုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတကယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီဆိုလို့ရှိရင်တော့မှပဲမကြောက်ဖ ೇನೆ ပေါ့နော်ကြောက်တရေဆိုတာကတော့လူတိုင်းကတော့တရေကိုကြောက်ကြရတယ်ဆိုပေမဲ့လည်းတကယ်တနာစရာကောင်းတဲ့ပရာလောကသားတွေကလည်းအများကြီးရှိတဲ့ခါကျတော့ဒါပါပဲဖြစ်ဖြစ်ပေါ့နော်ကိုကြုံရင်အမျှဝေလိုက်တာတို့ဘာတို့ကလည်းသူတို့ဘဝအတွက်တကယ်ကိုကောင်းမွန်တဲ့နေရာကိုပို့ပေးလိုက်တာနဲ့လည်းအတူတူပဲပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာတော့ဘီဘီတို့ရဲ့စီစီတို့ကဒီကလေးသေးရေးလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ပတ်ဒီမှာကောဘလို့စီစဉ်နေလာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးကျမတို့ရဲ့နောက်ပတ်တွေမှာရောဘလို့ခေါင်းစဉ်တွေနဲ့ဘလို့အကြောင်းအရာတွေကိုဆွေးနွေးသွားမလဲဆိုတာကိုကျမတို့ရဲ့ Topic S ဆိုတဲ့ channel လေးကိုအပတ်စဉ်ဗုဒ္ဓဦးနေ့ည9:00 နာရီမှာစောင့်မျှော်ကြည့်ရှုပေးလို့ရပါတယ်ရှင်အခုလိုမျိုးအချိန်ပေးပြီးကြည့်ရှုပေးခဲ့ကြတဲ့ဒီဦးတယောက်ချင်းစီကိုကျမတို့ဘက်ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်